Aku mei yang baluam. Di mana Thailand dalam. Di mana simu puak, no motion puak saudara. Dia sekarang ni jemban ni dia suruh Thailand dalam tu terus TV siapa lagi. Ero alung tu le, acusi ang bagai miuneji. Tekulung tu imam biro ini uzen tu kanjong biom, kanjong biom. Ero kanjong balu biom ale suruh. Terus kau tu yungnan uzen tu yungnan ni bajang sini. Tapi bawa sensili kanjong cita, no? Ero sewain gua dah jiro, uzen lebih tahu lo, deh sema biu. Ero Tanya tu kau mah aman dia mati dah bakal. Aman mati dah ga? Jangan laut dah ga? Tidak, ini aman. Laut dah terus asyik. Awaiza besia, awaiza besia tingkara sudah. Awaiza ga ajau. Awaiza sudah mati je ajau dia ajau bari laut. Tingkara, punyabi tingkara, apunyabi tingkara, aninsabi tingkara, di lu mesti ulah. Era salu, tu nyamalu biar yang kau muri le malu pula. Makau muri wa. Era lu dah tani lu benar miu lu le. Benar miu lu deh. Siapa tu mari? Alungu boleh. Dia aku. Lu yang ni dia, macam apa, macam apa, no? Ada desa dia sudah, datang dia ni tanah jaya kebat. Ada lu domyo lu deh, dalam payah biar ke lu tidak, kau aku soal lu di miaji lu tendi. Jadi kami ada lu siapa ni dah, lu benar miu bersih. Kali le, gaya. Elsema kudo le pare. Tapi ko lauda lauga kudo la lo sisi bi lauda ne masisi be lauda beninga miaro. Ko lauda lauga kudo be akudo be lo ti bi laukera ne mati be lauda beninga miaro. Era. Alube ma dong ma. Thongsa ya tha lai moi lo alube ma. Kudoဖြစ်အောင်ဘလို့အလှပေးရမှာမသိဘူးတကယ်တော့အလှပေးတယ်ဆိုတာကုသိုလ်လိုချင်လို့လားအကုသိုလ်လိုချင်လို့လားကဲကုသိုလ်လိုချင်လို့သားအလှပေးပြီဆိုပြီးတော့ဆိုင်းဝိုင်းကြီးချက်လိုက်ကုသိုလ်လားအကုသိုလ်လားဟုတ်ပြီနော်မောင်ရင်လောင်းလှလှပပဝတ်ပေးတယ်ငါသားတော့ရွှေစလွယ်နဲ့ကြံတဲ့သားသမီးတော့ဖြစ်တယ်လို့ပေါ့ကုသိုလ်လားအကုသိုလ်လားမောင်ရလောင်းဝက်လှအောင်ပအောင်လူများကြည့်ခြင်းအောင်အလူမကြီးကလည်းတခါတည်းလွန်1000ကျော်ဂျိတ်ကြီးဘာတွေနဲ့ဟုတ်လားတခါတည်းရွေးချယ်ပြီးတော့ခြေသထားလိုက်တာမန္တလေးမှာတရားပွဲအလူမတိုင်ခင်ငါပင့်ညာအလူပြီးမှမပင့်နဲ့ဒီလိုပြောထားတော့အလူကြိုတရားပွဲဆိုလို့တယ်ညအဲ့တော့မနေ့ပြန်အလူဝင်မှာဆိုတော့အလူမကလေဘယ်လိုလာမထင်တော့ကောင်းကစစုံကြီးနဲ့နော်ခါတဲ့ဂျိတ်ထမိန်နဲ့မိခတ်ကြီးပြောင်းနေအောင်လိမ့်ထားဆိုတော့ကြည့်တော့မျက်နှာကြီးကအစီတွေပြန်လို့ဦးဇင်းကတော့အာတုဘကြီးရှေ့မှာထိုင်နေတာနော်ပြောင်းနဲ့ဖားကမပြောဘူးမန္တလေးပြောတာနော်မန္တလေးဆိုတော့ပူတာဟုတ်ဗျချွေးတွေနဲ့မိခတ်ကဘလို့မှအဆင်မပြေဘူးအဲ့ဒါနဲ့တခါတည်းဒီမိခတ်ကြီးနဲ့တင်းနေတော့လေဒီတရားနာတဲ့ဒကမာကြီးကသတုံးထုံးတာလည်းဘယ်လောက်ကြာထားမှမသိပဲနော်တရားနာရင်းနဲ့ဘာဖြစ်တော့အိတ်ကိုပြောသွားတာငိုက်တာမဟုတ်ဘူးဒီမှာတရေတွေတောင်ကြာကိုအဲ့တော့ယောငါဒီလူကိုဘယ်လိုဆုံးမမလဲနော်အဲ့ဒါကုသိုလ်လားအကုသိုလ်လားကိုအလှကိုသူများမြင်အောင်သူများကကိုကြည့်ပြီးတော့မှယာကနော်လောဘမီးတွေတောက်လောင်အောင်လှုပ်လိုက်တယ်ဆိုကြတဲ့ကရဲ့ကိုယ်မှာကုသိုလ်ဖြစ်လားအကုသိုလ်ဖြစ်လားအဲ့ဒါကြောင့်မုတ်ဆိုးတက်သက်တောင်ယာတမနဲ့မုတ်ဆိုးတက်သက်လုံးတတ်ထားတဲ့အကုသိုလ်ဟာတောင်ယာတကွက်မီးရှို့လိုက်တဲ့အကုသိုလ်ဘယ်ဟာကကြီးတယ်တောင်ယာတကွက်ရှို့တဲ့အကုသိုလ်ကပိုကြီးတယ်အဲ့ဒီတောင်ယာတကွက်ရှို့တဲ့အကုသိုလ်ထက်ပွဲတမနဲ့ပွဲတညကြီးတဲ့အကုသိုလ်ကပိုကြီးတယ်ဘာလို့ကြီးတယ်ထင်ဟ
ကတဲ့ပြတဲ့လူဟာသူတို့ကိုကြက်အောင်နှစ်သက်အောင်မလုပ်အောင်လားနှစ်သက်အောင်ချောမောလာပပြီးတော့အဆိုကောင်းအောင်အကကောင်းအောင်ယာကပွားအောင်လုပ်နေတာဘာပွားအောင်လူချမ်းမင်းသားကလည်းသူ့ကိုမုန်းသွားအောင်ကိုလုပ်ပလိုက်တယ်ဒေါသပွားအောင်ဟုတ်ကလားဟိုရှိတုန်းကရုပ်ရှင်ပိတ်ကားကြီးတောင်ခဲနဲ့ထားပေါက်တာရှိသေးတယ်လေရွှေဘခါလို့ဟုတ်လားအဲ့တော့ဒေါသကြီးအောင်မလုပ်ဘူးလားယာကဒေါသမောဟတိုးပွားအောင်လုပ်နေတော့ကနေတဲ့လူတွေကလည်းကုသိုလ်ပွားနေတာလားအကုသိုလ်ပွားနေတာလားကတဲ့လူတွေအတွက်လည်းငရဲတတ်တတ်ရှိတယ်လောကမှာဘုရားကဟောထားတယ်ပလာသငရဲဆိုတာအဲ့ဒါကတဲ့လူတွေသွားတဲ့ငရဲပွဲကြည့်တဲ့လူတွေနဲ့အတူတူသွားမှာကတဲ့လူရောပွဲကြည့်တဲ့လူရောနော်အဲ့တော့ပွဲကြည့်တဲ့လူကလည်းတခါတည်းတရားနာရင်းနဲ့သာတောင်ကြည့်မြောက်ကြည့်စိတ်ပြန့်လွင့်တာပွဲကြည့်နေတော့ပြန့်လွင့်သလားခုခင်ဗျားတို့ကိုရီးယားကဂွီတောက်ကြည့်နေတဲ့ခါကျတော့သဘောပါသလားဘုန်းကြီးပြောတာကမကြားတစ်ချက်ကြားတစ်ချက် TV မျက်နှာပြင်ဘဝစာတန်းတော့အကုန်ဖတ်နိုင်ခုမူလနှဖျားဝေတော့မမြင်ရဘူးတဲ့သဘောပါသလားအဲ့ဒါကုသိုလ်လားအကုသိုလ်လားအဲ့တော့ပွဲကားတဲ့ပြတဲ့လူကလည်းယာကဒေါသမောဟကြီးပွားကြောင်းလုပ်နေတဲ့အတွက်ကြီးဆုံးအကုသိုလ်ပွဲကြည့်တဲ့ပရိသတ်ကလည်းတညာလုံးဘာပွားနေတာလဲယာကဒေါသမောဟတွေပွားနေတာမို့လို့ကုသိုလ်လားအကုသိုလ်လားတောင်ယာတကွက်ရှို့တဲ့မုံဆိုးသက်လုံးလုပ်တဲ့အကုသိုလ်တဲ့ပွဲတညာကြည့်တဲ့အကုသိုလ်ကပို့ပြီးတော့ရတယ်ဆိုတော့ရှင်းတော့ကတော့ဟုတ်ပါတယ်နော်တနစ်တစ်ခါငရဲရှာလူရွာဘုရားပွဲဟုတ်ကလားဘုရားပွဲလေသူတို့ပွဲလုပ်တာဥစ္စာတကယ်တော့ဘုရားပူဇော်တဲ့ပွဲအပန်ဆိုရင်ဘုရားပွဲကြိုက်သလားပွဲအားပေးသလားအားမပေးရင်ဘာကိုမပါရဘူးအဲ့တော့ဖျားဘေးထားပြီးတော့လှုပ်ချင်အောင်လှုပ်တာဒါဖျားပွဲဖျားပါဇတ်ထဲပါသဘောပါသလားအဲ့ဒါကြောင့်တနစ်တစ်ခါဘာရှာတာတဲ့ငရဲရှာတာလူရွာဖျားပွဲအဲ့ဒါတနစ်မှတစ်ခါရှာတာရှင်းတော့ကအခုခင်ဗျားတို့အိမ်တိုင်းဇက်ယုံကြီးကအိမ်တိုင်းဇက်ယုံကြီးကအိမ်ထဲရောက်အရင်ကပွဲလာမှကြည့်ရတာအခုခလုံးနှိပ်ပြီးရှင်းသလားအဲ့တော့နေတိုင်းပဲသွားနေတာကဲလို့မှရပါဦးမလားဘုန်းကြီးတရားပွဲအသိအစဉ်ပြေတာတဲ့အခုတရားပွဲအပီးနဲ့သဘောပါလားကွက်တီအမလေးကျုပ်ကလည်းကွက်တီလုပ်ပေးရတာလို့ဘာလို့လို့ဆိုတနိုင်ငံလုံးအကျော်ကိုသိနေတယ်တရားပွဲထွက်တော့မယ်ဆိုမန်းလေးဆိုရင်မေးလိုက်တာဟေးဒီနေ့ဘာလဲကိုရီးယားကဖယားဆိုငါတရားပွဲလူနေပြီကိုရီးယားကိုတော့ကျုပ်နိုင်အောင်မတိုက်နိုင်ဒီနေ့ဘာကားလဲဟေးတရုတ်ကโอเคဒီနေ့လူများမယ်သဘောပါတယ်နော်အဲ့ဒါနှစ်ချိန်လုံးလွတ်အောင်ခုကြားချပေးထားတာ7နာရီကနေ9နာရီနော်9နာရီခွဲလောက်အိမ်ပြန်ရောက်မယ်ဘာမှမပူနဲ့မှီးတယ်ဒါဖြင့်အကြီးမားဆုံးအကုသိုလ်ဒုံကြီးအိမ်ထဲရောက်သဘောပါသလားအဲ့တော့ကြည်နေတဲ့အချိန်မှာမမိတ်မသုံးယာကဒေါသမောဟတွေမပွားဘူးလားဟောနေကုသိုလ်လားအကုသိုလ်လားသိရလားဆိုတော့မသိတာကရမ်းလောက်တာကသင်္ခါရလာလို့ရသင်္ခါရပစ္စယဝိညာဏပရိသေရိဝိညာဉ်မရဘူးလားအဲ့ဒါဝိညာဉ်ဆိုတာသူတော်ကောင်းတို့အမိဝမ်းကောင်းထဲမှာပရိသေရိနေရအဲ့ဒီပရိသေရိဝိညာဉ်လေးကအလိုလိုဖြစ်လာတာလားကံကြောင့်ဖြစ်လာတာလားမှတ်ထားနော်အလိုလိုဖြစ်လာတာလားဇမာကြီးကြောင့်လားတဦးတယောက်ကများပြုပြင်ထားတာလားသူများတွေကြောင့်လားကိုယ့်အကိုလှုပ်ထားတာလားဟမ်ဒီကံဟာငါလားကုသိုလ်အကုသိုလ်အကြောင်းကောင်းရင်အကြောင်းမကောင်းရင်သိကြတယ်နော်ဝိညာဉ်လာရင်ဝိညာဏပစ္စယ
နာမရူပပရိသေဝိညာဉ်လေးရနေတဖြည်းဖြည်းရင့်တန်လာတော့နာနဲ့ယုတ်ဝိညာဉ်ကြီးပဲနေလို့ရတာမရရင်သူ့ပိယာတီယာရှိရတယ်ကလလရေကြီးအမိသွေးအဖသွေးလေးအဲ့ဒီအမိသွေးဖသွေးကငါတို့ဖြစ်လာတာလားဆိုတော့မဟုတ်ဘူးအမိသွေးဖသွေးကိုအရင်တီးပြီးတော့မှကိုယ့်ရဲ့ဘသူကပေးတဲ့ရုပ်ကံကပေးတဲ့ရုပ်ဘသူကပေးတဲ့စိတ်တို့အတိတ်ကလောဘတကြီးနဲ့ပြုခဲ့ရင်ဒီဘဝလဲလောဘကြီးမယ်ဒါမှမဟုတ်တချို့မွေးကာသကလေးလေးတွေမွေးလာကြတဲ့ကလောဘကြီးတာသူ့လက်ထဲလဲအပြည့်ဟိုဘက်ကင်ထားတာလဲရကျင်သေးတယ်ဒီလိုမျိုးတွေမရှိဘူးလားအေးအရင်ဘဝကအလောဘစိတ်တွေများခဲ့ရင်ဒီဘဝကျတော့ပစ္စည်းဥစ္စာဆွဲလန်းတတ်မဲ့မှုနေတယ်သူပစ္စည်းသူများတောင်းပိတ်ပလိုက်တာပဲကလေးတွေဒါဓာတ်ခံကောင်းတယ်အဲ့ဒါမျိုးကြောင့်နောက်ခွန်ကြီးကျောင်းပို့ပြီနော်သဘောပါသလားဘုရားခင်ဗျားတို့ကကောင်းတဲ့ကလေးပို့တာလားမကောင်းတဲ့ကလေးပို့တာလားဒါဖြင့်ဒီသာသနာကောင်းစရာအကြောင်းတချို့ကပြောသေးတာကျုပ်တို့ကလည်းကိုလမ်းနဲ့ကိုဆိုတော့သဲမကျေနပ်ခြင်းရိတ်တာတွေတဲ့ရိတ်တာတွေဆိုတော့တောင်ပြန်တဲ့တောတွက်ကြီးပဲနော်ဟုတ်တယ်တောင်ပြန်တဲ့တောတွက်ကလှုပ်ပေးနေသေးလို့အစဉ်ပြေနေသေးတာတောင်ပြန်တောတွက်မရှိရင်သဘောပါလားအဲ့လိုပြောရတော့ရံဖြစ်တယ်လို့ဖြစ်တော့မှာနော်အဲ့တော့ရံဖြစ်တာမဟုတ်ဘူးအရေးကြီးတာသာသနာကိုနိုင်တဲ့ဘက်ကထိုင်ရမယ်သာသနာဘာလို့လဲနိုင်တဲ့ဘက်ကထိုင်ရမယ်ထိုင်ရမယ်ဆိုတော့အခုသဘာဝကြကြသူတော်ကောင်းတို့သိအောင်လုပ်ရင်ယုံ nant ဝိညာဉ်ကနေဘာဖြစ်လာနာယုတ်ဝိညာဉ်ကနေဘာဖြစ်တော့ဝိညာဉ်ကအကြောင်းနာယုတ်ကကျိုးဒီစိတ်ကလေးဟာလေပရိသေဝိညာဉ်စိတ်ကလေးအမေဝမ်းပိုက်တဲ့ရောက်သွားရင်ဘာဖြစ်ဆိုအမေနဲ့တူကျင်တယ်အဖေနဲ့တူကျင်တယ်မပြုံးလားပရိသေဝိညာဉ်ပြီးတာနဲ့ဘဝနိကတိကလောဘဇောဆိုတဏှာလိုက်လာအဲ့ဒီတဏှာကမှဒီယုတ်ကလေးကိုကြီးထွားအောင်လုပ်ပေးတာဟုတ်ပြီလားဟဲ့အဲ့ဒါဘာလို့အမြုပ်သွေးကဲအသားတေးအထူးတဖြည်းဖြည်းတိုးမလာဘူးလားတိုးလာတာအလကားတိုးလာတာမဟုတ်ဘူးဒီမှာဘဝနိကတိကလောဘဇောတဏှာကြောင့်တိုးလာတယ်ဘသူကြောင့်တိုးလဲကဲဘသူကြောင့်တိုးဝိညာဏပစ္စယနာမရူပနာယုတ်မရဘူးလားရတော့နာမရူပပစ္စယသလယနာဆိုတော့ခုယုံနဲ့နံတော့ရှိပါပြီကြည်ကျင်တာပါခေါ်လဲဆရာကြီးလည်းသူ့တပည့်တွေနဲ့အစင်မပြေဘူးဖြစ်နေတယ်နော်ဟမ်အဲ့တော့ဒီကလေးတွေဇံပွဲကြရင်ကျုံးနဲ့မဆိုင်ဘူးတော့ဟမ်ဟဲ့လားကြည်ကျင်တာနံလေးလောက်ကြဘာလို့နံကျိုးကအာကိုးတာဒါစခန်းဝင်ယောဂီတွေပါတယ်ဗောလေခတ်တီတွေနဲ့လောက်ကြမရကြည်ကျင်တာနံကြည်နေတာကဟုတ်ပြီစားကျင်တာကစားနေတာကဆိုတော့ကြည်ကျင်တဲ့နံရုပ်အစဉ်ပြေဖို့အတွက်ပါရအောင်မျက်စိအရင်လို့ကြည်ကျင်တာအစဉ်ပြေဖို့ကြားကျင်တာအစဉ်ပြေဖို့နမ်းရှူကျင်တာအစဉ်ပြေဖို့စားကျင်တာအစဉ်ပြေဖို့ထိတွေ့ကျင်တာအစဉ်ပြေဖို့တွေးကျင်တာတွေးပြီးကြံကြံနိုင်ဖို့ဝါရဘယ်နှပေါက်လဲအဲ့ဒါပါမအစဉ်ပြေမှာမို့လို့နာမရူပပစ္စယသလယရဏရှင်းသလားနာယုတ်ကအကြောင်းသလယနာအကျိုးရတော့သလယနာပစ္စယဖတ်တာဆိုတော့မျက်စိရှိရင်ဘာနဲ့တိုက်မလဲကြည့်ချင်ရင်ကြည့်ရမှာပေါ့ဘာကြည့်ရမှာလို့အစင်းကိုကြည့်ရမှာကြားချင်တော့ဘာနဲ့တိုက်မလဲအသံနဲ့တိုက်ကြားချင်ရင်ဘာနဲ့တိုက်မလဲနားချင်ရင်အနံ့နဲ့တိုက်မယ်စားချင်ရင်ဟုတ်ပြီနော်တိုက်တာဘာခေါ်လဲဖတ်တာတိုက်တာဘာခေါ်လဲဖတ်တာပစ္စယမဝေဒနာဆိုတာခံစားတာဝေဒနာဆိုတာဘာလို့လဲကဲမစားသေးပဲနဲ့စားကောင်းတယ်လို့ပြောလို့မမြင်သေးပဲနဲ့လှတယ်ပြောလို့လဲမကြားသေးပဲနဲ့အသံကောင်းတယ်ဆိုလို့ဟောဒါဖြင့်မြင်ကြားနံထိတွေ့ပြီးမှခံစားတဲ့ဝေဒနာဆိုတာလာတာ
ရှင်းသလားငရုတ်သီးပကံရှေ့မှာချတာစသလားစားလိုက်ရင်ရှင်းတယ်နော်ငရုတ်သီးဘာလို့စတယ်စားလို့စတာပေါ့မစားရင်ရှင်းသလားစတဲ့ဝေဒနာဘယ်ရလားရှာနဲ့အရသာမတိုက်ဖဲနဲ့စက်တာလာမလားအဲ့ဒါတခါတလေခင်ဗျားတို့ရန်လို့ချင်းလုံးနေတာသွားငါမျက်စိရှိအောင်မထွက်သွားတဲ့နင့်မြင်ကိုမမြင်ချင်ဘူးပြောတာမရှိဘူးလားဘာလို့မြင်တော့ကြည့်လို့မြင်တာပေါ့မကြည့်ဘဲနဲ့ကျင်တတ်ကြလားအဲ့ဒါသူများသွားရန်လို့နဲ့ဖတ်တာရှိမှဖတ်တာမရှိရင်ကဲဝေဒနာခံစားချက်လာတော့ဝေဒနာပစ္စယမလာဘူးလားကဲခုခင်ဗျားတို့မကောင်းတာလိုချင်လားကောင်းတာလိုချင်လားဝေဒနာပစ္စယကောင်းမကောင်းခံစားတာကလိုချင်တာကကျင်တတ်ကြလားတဏှာပစ္စယဟောကောင်းတာလေးစားဘူးထားတော့အဲ့ဒီကောင်းတာလေးတစ်ခါပဲစားကြသလားထပ်စားကြသလားမစားရမနေနိုင်တာစားကျင်တာကမစားရမနေနိုင်တာကကျင်တယ်နော်ဥပါဒနာပစ္စယဓမ္မဘဝဆိုစားရအောင်ထပ်ပြီးအာမထုတ်လားအာထုတ်တာကိုဘာခေါ်လဲကံခေါ်တယ်ဒီနေရာမှာကြုံကြိုက်လို့နော်သူတရားကွက်သေးတော့မပါသေးဘူးသို့တော့ကြုံကြိုက်လို့ရှင်းပြကမ္မဘဝဒီလိုမပြောဘူးလားအဲ့တော့ပရိစ္ဆေသမုပ္ပါဒေသနာမှာကြတော့ဥပါဒနာပစ္စယဘဝတဲ့ဗါတဲ့ဘဝဆိုတာဘဝပြောတာခင်ဗျားတို့အခုယက်တည်နေတဲ့ဘဝတွေဟာဆွဲလန်းတဲ့ဥပါဒံတို့ပေါ်မှာမှီပြီးတော့ယက်တည်နေတယ်ဟုတ်ပြီနော်အခုဘဝတွေကဘာနဲ့ယက်တည်နေတယ်မူတည်ပြီးတော့ယက်တည်နေသို့တော့အခုသူတော်ကောင်းတို့ရရှိထားတဲ့ဘဝကိုအကောင်းဆိုရွေးချယ်ပြီးတော့ကုသိုလ်အကုသိုလ်ရွေးလို့ရမရအဲ့ဒါကြောင့်ကမ္မဘဝကမ္မဆိုတာစေတနာကမ္မဆိုတာဘာလဲဘဝဆိုတာယက်တည်မှုစေတနာပြဋ္ဌာန်းတဲ့ယက်တည်မှုပြန်ပြောရှင်းသလားခုဒါတရားနာပိသအားလုံးဆိုတာတရားလာနာကြတဲ့အတွက်ယောဂီလို့ဆိုသူတော်ကောင်းလို့ဆိုမရဘူးလားတရားနာခြင်းစိတ်မရှိလို့ဒီထဲရောက်မလားတရားမနာရင်သူတော်ကောင်းနဲ့ပါမမယောဂီတဲ့ရောယောဂီဆိုတာဘာလဲသိပါတယ်ဒုပမာပြီးအတိပ္ပယ်မသိပဲသုံးနေတာတွေအများကြီးပဲယောဂီဆိုတာယောဂဆိုတဲ့စကားလုံးကလာတယ်ယောဂဆိုတာအကျင့်မြတ်ယောဂီဆိုတာအကျင့်မြတ်ကိုကျင့်သုံးသူလို့အတိပ္ပယ်ရတယ်ကျင့်သုံးတဲ့ပုဂ္ဂိုလ်ကိုပြောတာနော်ကျင့်သုံးသူဆိုရင်ငါတို့မိမတွေကြီးပြောတာလို့မထင်နဲ့နော်အကျင့်မြတ်ကိုကျင့်သုံးတဲ့ပုဂ္ဂိုလ်ကိုဘာခေါ်လဲယောဂီဆိုတော့အခုတော်အောင်တို့တရားနာခြင်းနဲ့စေတနာကြောင့်ဘာဘဝရောက်ယောဂီဘဝပါလေတနည်းမြန်မာလိုပြောရင်သူတော်ကောင်းဘဝဟုတ်ဆိုမကောင်းတဲ့အလုပ်လုပ်နေတာလားကောင်းတဲ့အလုပ်လုပ်ကောင်းတဲ့အလုပ်လုပ်မှသူတော်ကောင်းပေါ့ကောင်းတဲ့အလုပ်မလုပ်ဘဲသူတော်ကောင်းပြောလို့ရမလားဘောပကလူကြီးလုပ်ပြီးဖျားငွေတွေစားနေရင်လက်ပြန်မဟောရအောင်လုပ်ပြီနော်ဒီလိုတော့ဖျားလဲလာပြီးတော့ဒါပြောတဲ့မပြောတဲ့ဘုန်းကြီးတွေမှာတာဝန်ရှိပါတယ်အဲ့တော့သူတော်ကောင်းတို့ရဲ့လူမှုရေးကျမ်းမာရေးတန်တရားအရေးနိုင်ငံရေးကစပြီးတော့ရှင်းရှင်ဘုရင်တွေအားလုံးဟာတန်ဃာတော်ရှင်မြတ်တွေရဲ့အဆုံးအမနဲ့ဘုရားရဲ့အဆုံးအမတွေကိုဥထိတ်ထားပြီးတော့မှမင်းကောင်းမင်းမြတ်ဖြစ်အောင်တိုင်းကောင်းပြည်ကောင်းဖြစ်အောင်ရွတ်ဆောင်ခဲ့အဲ့တော့အဆုံးအမခံယူဘူးဆိုရင်တော့ဘယ်နည်းနဲ့မှကောင်းတဲ့တိုင်းပြည်ကောင်းတဲ့လူမျိုးဖြစ်ဖို့လွယ်ပါမလားဖြစ်နိုင်ပါမလားအဆုံးမကွယ်ရင်
သာသနာကွယ်တာမဟုတ်ဘူးခင်ဗျာအမျိုးပါပြောင်းရှင်းသလားအဆုံးမကွယ်ရင်ရှင်းတတ်တယ်နော်အဲ့တော့ဘုရားရဲ့အဆုံးအမကိုကောင်းစွာနာယူနိုင်ဖို့အရေးကြီးမကြီးခုဒီမှာကမ္မဘဝဘာပြဋ္ဌာန်းတဲ့ဘဝစေတနာပြဋ္ဌာန်းတဲ့ဘဝအဲ့တော့စိုက်ကားသမားကြီးကလည်းပတ်စံရဖို့အဓိကမဟုတ်ဘဲနဲ့သူ့ကိုမိခိုပြီးလိုက်လာတဲ့ခရီးသည်ကိုလိုရာခရီးအမြန်ရောက်စေဖို့ချောချောမောမောရောက်စေဖို့စေတနာထားပြီးနင်းနေရင်ဒီပုဂ္ဂိုလ်ဟာယုံနေတဲ့ဘဝလားမြင့်မြတ်တဲ့ဘဝစဉ်းစားတော့ဘဝရဲ့အဆင့်တန်းကိုဘာနဲ့တိုင်းမလဲကျင်နာကလားလောဘကြီးတော့ဖြစ်နေတယ်သူ့အလုပ်ပြီးဖို့အဓိကကြံတဲ့ကောင်သေးသေးချေချေငါအလုပ်မဟုတ်ဘူးဆိုရင်ဒီပုဂ္ဂိုလ်ကမြင့်မြတ်တဲ့ဘဝလားယုံနေတဲ့ဘဝလားကျင်နာကလားဘသူဘဝကိုဘသူတန်ဖိုးထားကိုဘဝတန်ဖိုးကိုဘသူဖော်ဆောင်ကိုပဲဖော်ဆောင်ရှင်းရလားအဲ့တော့ဒီရရှိစေတနာမှန်မှဖြစ်မယ်ဘာဖြစ်မလဲကျင်နာကြလားဟဲ့အဲ့တော့စေတနာပြဋ္ဌာန်းတဲ့ဘဝအဲ့ဒီစေတနာထဲမှာဒိဋ္ဌိမပါရင်ဒီပုဂ္ဂိုလ်သောတာပန်စေတနာထဲမှာဘာမပါရင်ဒိဋ္ဌိဆိုတာငါကိုငါဟာငါဥစ္စာရှင်းရလားခုနအလူတန်းကြီးပေးတဲ့ငါသားမို့ငါလူတာဆိုရင်ဒိဋ္ဌိပါတဲ့စေတနာဒါဖြင့်ဒီစေတနာဟာအထက်တန်းစားစေတနာလားအောက်တန်းစားစေတနာအထက်တန်းကျေစုပြုပါလားအောက်တန်းကျေစုပြုမှာစေတနာပြဋ္ဌာန်းတဲ့ဘဝရှင်းသလားကိုဘဝအခြေအနေအဆင့်တန်းပြင့်ခြင်းရင်ဘု து စေတနာဘု து ပြင်ရအတ္တမကြီးနဲ့ကျင်တတ်ကြလားဘာဖြစ်တယ်အတ္တမကြီးနဲ့အဲ့ဒါတွေဆက်ပြီးတော့နောက်လိုအပ်သလိုဆက်ဟောမယ်ဒီနေ့တော့ကံအကြောင်းပဲပြောတာပေါ့အဲ့တော့ကမ္မဘဝအခုသူတော်ကောင်းတို့စေတနာပြဋ္ဌာန်းတဲ့ဘဝနဲ့ယက်တည်နေကြပြီးတော့အဲ့ဒီလှုပ်ထားတဲ့ကာယကံဝစီကံမနောပကံတွေဟာလေလိုပြလိုလွတ်မှလားအကျိုးပေးမှလားအကျိုးပေးလာရင်ကမ္မဘဝပစ္စယဟောဒီဘဝကိုလည်းဒီစေတနာပြဋ္ဌာန်းတယ်ဟုတ်ပြီနော်အခုတရားပွဲဖြစ်မြောက်ရေးဝိုင်းဝန်းပြီးအကျိုးဆောင်ကြအဲ့တော့အကျိုးဆောင်ကြတဲ့ပုဂ္ဂိုလ်ကြီးဆိုတော့ဒီပုဂ္ဂိုလ်တွေအားလုံးကိုအိုးတရားအကျိုးတော်ဆောင်နေဗါတယ်လေလူတွေကဝိုင်းပြီးတော့သာဓုခေါ်ကြတော့ဒီပုဂ္ဂိုလ်မှာအကုသိုလ်ဖြစ်လားကုသိုလ်ဖြစ်လားသူ့ဘဝအဆင့်တန်းပါဖြစ်နေတယ်ပတ်စံရှိတာမရှိတာနဲ့ဆိုင်သလားရာထူးရှိတာမရှိတာနဲ့ဆိုင်သလားကျင်တတ်တယ်နော်ကောင်းသောစေတနာနဲ့လူအများတရားသိဖို့လို့ရည်ညွှန်းထားတဲ့အတွက်သူ့မှာဘဝအဆင့်တန်းလေးပါဖြစ်ကျင်တတ်တယ်နော်အဲ့တော့ကမ္မဘဝပစ္စယဇာတိလာတဲ့အခါကျတော့ဇာတိအကျိုးပေးလာတဲ့အခါကျတော့ဘယ်ပေါ်မီအကျိုးပေးမှာဒီစေတနာပေါ်မီပြီးအကျိုးပေးမှာအဲ့တော့အခုအနေကောင်းမှဟိုဘက်မှာလဲအသေးကောင်းမှဘဝကူကောင်းမှတကယ်လို့သာစေတနာမကောင်းခဲ့ဘူးဆိုယုံညံ့ခဲ့ရင်ယခုဘဝလဲဆင်းရဲမယ်ကျင်တတ်ကြလားတူသောအကျိုးပေးလိမ့်မယ်ဘယ်လိုအကျိုးပေးမလဲအဲ့တော့ကမ္မဘဝပစ္စယဇာတိလာတော့ဇာတိပစ္စယပါလားတော့ဟောဇာတိရလို့ရလာပြီးရင်ဇရာမရဏပြေးလို့ဒါဖြင့်အခုခင်ဗျားတို့ဇာတိရပြီပြီလားရပြီးရင်နောက်လာမှာပါလေဇာတိပစ္စယဇာတိကအကြောင်းဒါဖြင့်တတ္တဝါရလို့ဖြစ်လာပြီးရင်အိုလဲအိုရမယ်လွတ်မလားဇာတိရရင်တော့သရမရဏရမှာပဲရှောင်ကျင်လွဲကျင်လို့မရဘူးသရမရဏမရခြင်းရင်ဘာမရမှာဇာတိမရခြင်းရင်ဘာမဖြစ်မှာကံမဖြစ်မှာအဲ့တော့ကံအကျိုးပေးကိုတို့ဘယ်လိုလုပ်ကြမလဲဒီနေ့သိအောင်လုပ်ကြစို့နော်အဲ့တော့ဇာတိဖြစ်ကြောင်းကံရှိရင်ဇာတိချုပ်ကြောင်းလဲရှိတယ်မရှိသေးအခုဒီမှာအင်္ဂါဘယ်နှပါလဲဒါအားလုံး12ပါးအားလုံးဘယ်နှပါလဲ
အားလုံးဒါလေးဘဝတုတ္တရှိစေခြင်းလို့ကျေးဇူးရှင်မိုးကုတ်ဆရာတော်ဘုရားကြီးကဟောတယ်မဲ့အဝိဇ္ဇာတဏဥပါဒာကိလေသာတွေမို့လို့ဘာရောင်ချတာဟောတယ်မှာသင်္ခါရနဲ့ကမ္မဘဝသူကအလုတ်သမားတွေမို့လို့အပြာရောင်တုတ်ထားတာတော့အပြာရောင်ပဲနော်သို့တော့အစိမ့်မြင်ကြရင်လည်းအစိမ့်လို့တော့မမှတ်လိုက်နဲ့အလုတ်သမားအယောင်ဘာရောင်လဲပြာရောင်သူခေတ်စနစ်နဲ့အညီကျေးဇူးရှင်ဘုရားဆရာတော်ဘုရားကြီးတို့ဒါလေးလဲကြုံတိုင်းပြောပြပါတယ်ဆရာတော်ဘုရားကြီးလက်ထက်ကဟိုးလွန်ခဲ့တဲ့1962ခုနှစ်မတိုင်ခင်ကပေါ့လေဆရာတော်ဘုရားကြီးကသိရှေးကြလွန်းတော့ fiber ခွက်ကလေးတွေ original စက်ရုံကထုတ်ထားတဲ့ fiber ခွက်ကာလာစုံကလေးတွေကင်သွားတာဒီလိုဆေးပြန်ဆိုးစရာမလိုဒါအင်းနေဆေးပြန်ဆိုးထားတယ်နော် fiber ခွက်ကလေးတွေပြောင်းဣနေတာပဲဆရာတော်ကြီးဘုရားကြီးသုံးသွားတယ်အဲ့တော့ဒုက္ခရောက်တော့ငါတို့လည်းအားကြမခံလုံးမကွာဆိုပလတ်စတစ်စက်ရုံနဲ့ညှိတာဒါကသူတို့ original ထုတ်ထားတာကိုလိုချင်တဲ့ပုံစံနဲ့မို့လုတ်ပေးဖို့ညှိတော့သူတို့ပြောတဲ့ဈေးကိုမလိုက်နိုင်တာရဲ့ကိုလိုချင်တဲ့အယောင်သူတို့လောင်းမပေးနိုင်တာရဲ့ကြောင့်ဖြစ်တယ်လို့ပဲဆေးတုပ်ပြီးတော့ခက်မိလာတော့မပြောချင်ဘူးလို့ပြောတာအဲ့ဒါပဲနော်ခက်တရားတိုးတက်လာတော့ကိုလိုချင်တဲ့ပလတ်စတစ်ခွက်တောင်လိုသလိုမရအဲ့တော့သီးခံပြီးတော့အပြာမှတ်လိုက်ကြနော်ဒါဘာရောင်တော့သဘောပါတယ်နော်အဲဒီမှာဝိညာဉ်ယုတ်တလည်းနာဖတ်တာဝေဒနာခန္ဓာဘယ်နှပါဇာတိဇရာမရဏဆိုပြီးတော့8ပါးသောတရားတွေရှိတယ်ဇာတိရဲ့ဇရာမရဏရဲ့မရှိလားနောက်ကဒီမှာဥပပတ္တိဘဝဆိုတာပါသေးတယ်အဲ့ဒါဝိပါကဝ8ပါးအဲ့ဒီ8ပါးကြတော့အမိဝမ်းတဲကထွက်လာကြတဲ့ကသွေးတန်ရဲရဲနဲ့မထွက်ခဲ့ရဘူးလားသေတော့လဲသုတ်တန်သစသင်္ချိုင်းဝမှာသွေးတန်ရဲရဲနဲ့သေရတယ်အဲ့ဒါအကြောင်းမို့လို့အနီရောင်ပေးထားတယ်အတိတ်ပဲမဲ့ခြားတဲ့ခွက်တစ်လုံးမှမရှိရှင်းသလားဒါလေးရှင်းခြင်းလို့အဲ့တော့သူတော်ကောင်းတို့ဘဝတွေအားလုံးကိုဘသူစီမံတယ်လို့ခံနေရဒီနဲ့တယ်နော်ယခုဘဝစီမံထားတာဘယ်တော့ကကံလို့အတိတ်ကကံဘယ်တော့ကကံအတိတ်ကစီမံတယ်လို့ခံရင်းနဲ့ရှေးကအကျွေးဟောင်းဆက်ရင်နောက်ကကျွေးသည့်ကံတွေမလုပ်ကြဘူးလားအဟောင်းပေးလိုက်အခုသားကျွေးမှုသမီးကျွေးမှုမယားကျွေးမှုလင်ကျွေးမှုမလုပ်အောင်လားကျွေးဟောင်းဆက်ဘာလို့လဲကျွေးဟောင်းဆက်ရင်နဲ့ကာယကဝစီကမနောကံတွေမလုပ်အောင်လားကျွေးဟောင်းဆက်ရင်ဘာဖြစ်လဲကျွေးသစ်တင်တယ်အဟောင်းကကြည်ပလားဆိုတော့ဒုက္ခပဲနော်အဟောင်းလည်းမကြည်သေးဘူးအသိကလည်းမနေတော့ဘူးအခုကိုယ်သက်နဲ့ကိုယ်ပဲတနေ့ကာယကံမောင်းဘယ်လောက်လုပ်တော့မရည်နိုင်ဘူးဝစီကံမောင်းတော့ဟောဒါဖြင့်ကျွေးတွေတော်ရှင်းတော့ဆရာတော်ကြီးနှစ်ပါးပြောသလိုပဲရှင်ဘုရားဝါတော်ဘယ်လောက်ရအင်္ဂါဝါ40ရပြီဩအပြစ်တွေတော့ဘုရားလည်းအခု12ဝါဆိုအပြစ်တော်များပြီလျှော့ရမလားစဉ်းစားနေကဲဘယ်ပေါ်မီနေလို့ကံပေါ်မီတယ်နော်ဒါဖြင့်ကံဆိုတာဘာခေါ်လဲအလုတ်ကံဆိုတာဘာလဲဒါဖြင့်အလုတ်မှန်မှအကျိုးပေးလဲအလုတ်ကောင်းမှဟုတ်ပြီအလုတ်စင်ကြယ်မှသိကြပြီနော်အဲ့ဒါလေးကိုဘုရားရှင်လက်ထက်ကဝတ္ထုလေးတစ်ခုနဲ့အမြန်ဥပမာပေးပြီးတော့ဟောတာပေါ့အမြန်လို့ပြောရတာကနိုင်ဝက်ကျော်သွားပြီနော်အဲ့တော့ဘုရားလက်ထက်ကအဲ့ဒါလိုပဲဒီလိုတန်တရားဒုက္ခတွေအိုနာသိရဒုက္ခဘေးကလွတ်ချင်လို့နိဗ္ဗာန်မဲ့ဖို့ရကျင်လို့ဆိုပြီးတော့မှလူနှစ်ယောက်ရှိတယ်သေနိယနဲ့ပုံနာဘယ်သူနဲ့ဘယ်သူလို့သေနိယကခွေးလိုကျင့်သေနိယဘယ်လိုကျင့်ပုံနာကနွားလိုကျင့်သေနိယကခွေးလိုပုံနာကဟုတ်ပြီနော်သေနိယဘာလို့ခွေးလိုကျင့်တာလဲဆိုတော့တူတူပြောရင်နိဗ္ဗာန်ရောက်ချင်လို့ဘယ်ရောက်ချင်လို့လူတွေဟာတဲ့လောဘဒေါသများတယ်တဲ့အိတ်တံမစ္စရိယလည်းအဘိဇ္ဇာပြပါတာလည်းဟိုလူတွေလိုခွေးတွေမှာမနာလိုဝန်တိုရှိလား
ခွေးမှစိတ်တကမပန်မဲနဲ့တော့မနာလိုစရာအကြောင်းရှင်းသလားခွေးပါကြလို့ရှိလားခွေးတွေများလန်ခရူဇာစီးလားမစီးရင်မနာလိုစရာအကြောင်းရှင်းသလားသူတို့ခွေးစီးပွားရေးဆိုတာရှိသလားမရှိတော့ကျွေးတာစားပြီးတော့တခါတည်းစားပြီးပါလို့လုတဲ့အာကုသို့ကင်းတယ်ဆိုပြီးတော့သေနိယကလေရှင်းနိုင်ကြလားဆရာတို့ကျွတ်တို့တရားမှမသိရင်ခွေးလောက်မှပြောချင်တယ်နော်ရိုင်းတယ်လို့တော့မထင်နဲ့တရားအသိမှမရှိရင်တို့အဆင့်ဟာခွေးအဆင့်တော့မရှိဘူးရှင်းလားနာလားခင်ဗျားတို့ခုဘလောက်အေးခွေးရအင်ကြီးဝတ်เสียမလို့ခင်ဗျားတို့ဝတ်ထားတာဒုက္ခရှင်းလားရှင်ကြည့်အဲ့ဒါကြောင့်သင်္ဍိယဘာလို့ကျင့်တာလဲသူ့သွားလဲအပြစ်မတင်နဲ့ဦးတို့ထက်တော့အသိသာနေသေးတယ်ခင်ဗျားတို့လောဘဒေါသမောဟကင်းအောင်ကျင့်မှုပြီလားအဲ့ဒါအရေးကြီးတယ်ငါတို့မှာတကယ်ပူလောင်မှုဆင်းရဲမှုပေးနေတာလောဘဒေါသမောဟအဲ့ဒီတရားတွေကင်းဝေးအောင်ငါတို့လုပ်ရမယ်လို့ဆိုပြီးတော့သင်္ဍိယကဘာလို့ကျင့်ပုံနာကဘာလို့ကျင့်တယ်သင်္ဍိယကခွေးလို့ကျင့်တာမှလေခွေးတွေလိုပဲအစာကျွေးချိန်ကြရင်လူတွေနားသွားပြီးအမီးလေးတနတ်နတ်နဲ့တခါလဲရှာလေးရဲလက်ကလေးနဲ့ပုတ်တောင်းကျွေးတဲ့အခါပကံနဲ့ကျွေးရင်မစားဘူးမြေကြီးပေါ်ပုံကျွေးမှစားဘာလို့ကျင့်တာဘယ်ရောက်ချင်ရှာလို့ဘယ်လိုကျိုးလို့ကျင့်နိုင်ပါမလဲကျင့်နိုင်ဘူးတော်တော်ခက်ကျင့်နေတာလွယ်ပါမလားပုံနာကနွားလို့လူတွေဟာသူများအသက်တွေတတ်ဖြတ်ပြီးစားတော့နေကြတာအကုသို့ပဲအဲ့တော့ငါနွားလိုကောက်ရိုးစားနေတာကောင်းတယ်ရှင်းသလားအဲ့လိုကျတို့အာတုဘကောင်ကြီးအတွက်လေတနေ့ဒီထဲမှာမြို့ချလိုက်တဲ့အာတုဘတွေမနေပါဘူးသမင်းဝိုင်းနဲ့တဝိုင်းနဲ့မနေ့ကဆုံးကတ်တော့ကြည့်လိုက်စစ်သားလည်းပါတယ်ဝက်သားလည်းပါတယ်ငါးလည်းပါတယ်အာတုဘတွေဘာလို့အဲ့ဒီအာတုဘတွေကိုဒီအာတုဘတွေမြို့ချရှင်းသလားသဘောပေါက်အောင်လို့ငါတို့ဘဝအမလေးအတိတရားမရှိရင်နည်းနည်းမှဟန်မရသေးဘူးနော်ကြောက်တလုံးနဲ့များမလေးလူများဝယ်နေလိုက်ကြသေးဝယ်မနေပါနဲ့လေကိုယ်အတွက်ကံပြီးရင်ရလာမှာပါအသာကြည့်နေရှင်းသလားအခုတော့ဗျာတယောက်နဲ့တယောက်စမန်ခုတ်နေတာသဘောပါလားအခုနွားလို့ကျင့်တယ်ဆိုတာ तू ကလောဘဒေါသမောဟကင်းအောင်ဟုတ်ပြီနော် तू ကလည်းသူ့ယူဆနဲ့ तू တော့ဟုတ်နေတာနွားများဟာအမတန်သိခံတယ်တဲ့လူတွေကဘလောက်လေးတာကြီးတင်ဆွဲခိုင်း तू ဆွဲသွားတာပဲဟုတ်ပြီနော်အဲ့တော့ပုံနာကလည်းသူ့အမြင်နဲ့ तू ဘာလို့ကျင့်သင်္ဍိယကခွေးလိုကျင့်တဲ့လူနဲ့နွားလိုကျင့်တဲ့လူတငယ်ချင်းတွေအဲ့တော့ခွေးလိုကျင့်တဲ့လူကလည်းသူ့ယူဆမှန်တယ်နွားလိုကျင့်တဲ့လူကလည်းကိုယ်ဟာနဲ့ကိုယ်တော့မန်းနေကြတာပဲဟုတ်ပြီနော်ဘသူပြောတာမှလည်းတည်ပြီးတော့လက်မခံခြင်းဘူးကိုယ်တည်းသိတဲ့တတ်တဲ့လူကပြောလက်ခံခြင်းသလားမခံခြင်းဘူးအဲ့ဒီလိုနဲ့ဘသူနဲ့သွားတွေ့တော့ဆိုရင်ဘုရားနဲ့တွေ့ဘသူနဲ့တွေ့လဲအဲ့ဒီမှာဘုရားရှင်ကိုရောမြတ်ကြီးကိုသင်္ဍိယနဲ့ပုံနာနှစ်ယောက်မေးကြတယ်ကဲတူတူပြောမယ်အဲ့တော့ရှင်ဘုရားတပည့်တော်တငယ်ချင်းဟာတဲ့သင်္ဍိယကမေးတယ်တပည့်တော်တငယ်ချင်းပုံနာနွားလို့ကျင့်နေတာတဲ့အရှင်ဘုရားအဲ့ဒါ तू ကနိဗ္ဗာန်ရောက်ကြောင်းဆိုပြီးကျင့်နေတာသင်္ဍိယပုံနာများသိရင်ရှင်ဘုရားဘာဖြစ်မလဲဗျာ तू ကကိုယ့်အတွက်မေးတာမဟုတ်ဘူး तू ကသူ့အတွက်သူတော့အမှန်ကိုဗျာသဘောပါသလားဆိုလဲခင်ဗျားတို့အမလီတရားသွားနာအောင်တော့မင်းတို့ကောင်းစီခြင်းလို့ပြောတာခင်ဗျားတို့ကလေလက်တို့ပြီးတော့မလုပ်ကြဘူးလားဒါပေမဲ့ကိုယ်ထဲဟောတရားဘယ်လောက်ကိန်းမလဲဆိုတော့ရှင်းသလားရှင်းပါဗျာကိုယ်ရေးကိုတော့ကိုယ့်အကူတော့ဟုတ်နေတာပဲသူများကြည့်လိုက်ရင်ဟုတ်တယ်ကို
ရှင်းသလားဟဲ့အမလေးတရားနာပြီးပြန်မလေးဘယ်ရလာအောင်တရားပွဲကပြန်လာတရားသွားမနာဘူးလားမိစ္ဆာဒိဋ္ဌိတွေအမှန်ဘယ်သွားမလုံးနဲ့နော်ဟမ်ခင်ဗျားတို့ဟောတဲ့ဗလားမတဲ့သေးဘူးသိစရာတွေအများကြီးကြံသေးတယ်သဘောပါသလားဟဲ့အကောင်းပြီအဲ့တော့သေနိယကပုံနာအတွက်မေးတယ်ပုံနာကသေနိယအတွက်မေးတယ်တို့လိုပြောကြစို့အဲ့ဒီမှာဘုရားရှင်ကိုလိုမြတ်ကြီးကဘယ်သူမေးမမေးနဲ့ငါ့ကိုမင်းတို့ကမမေးကြနဲ့သုံးခါပဲဘယ်နှခါပဲတော့မမေးနဲ့ပုံနာမမေးနဲ့သေနိယမင်းတို့ကမမေးကြနဲ့မဟုတ်ပါဘူးဗျာတပည့်တော်သိစေခြင်းလို့တပည့်တော်တငယ်ချင်းလမ်းမမှာဆိုလို့မဲဘယ်သူလမ်းမမှာဆိုလို့တငယ်ချင်းလမ်းမမှာဆိုလို့နှစ်ယောက်လုံးတန်ရောစင်တွေကြည်နေကြတာနော်ဆိုတော့ဘုရားကဖြေလိုက်ပါတယ်ကဲမင်းတို့ဒီလောက်တောင်မေးလာငါမမေးနဲ့လို့ပြောတာမေးလာရင်လည်းငါဖြေရတာဗောတဲ့နွားလိုကျင့်တဲ့လူဟာနွားအထုံဝါဒနာဥပါဒံဟောနွားအထုံဝါဒနာပါလဲအစွဲလေးတွေမရှိဘူးလားဆိုလဲသူတော်ကောင်းတို့အစွဲအလေးကျင့်လေးတွေမရှိဘူးလားတောက်တာတောက်လက်ဖေးတောက်ရေတောက်ခွက်ကလေးတောင်မှကိုတောက်နေကြသာသမီးကတခြားခွက်နဲ့ခတ်လိုက်မကြိုက်ဘူးဟိုငါးခွက်နဲ့ခတ်ခဲ့သဘောပါလားအေးရနေရလေးလဲကိုအိတ်နေကြညာလေးမှအဝတ်စားလေးလဲကိုအဝတ်စားကလေးမှအစွဲမရှိဘူးလားအေးအဝတ်စားဆွဲရင်အဝတ်စားပေါ်မှာတန်းဖြစ်မယ်ဟုတ်ပလားဟဲ့အိမ်ဆွဲရင်ပိုးဟနဲ့ပင့်ကူအိမ်မြောင်တစ်ခုခုဖြစ်မယ်သဘောပါလားအဲဒီမှာကြည့်လေနွားလို့ကျင့်တဲ့ပုဂ္ဂိုလ်ဟာနွားအထုံနွားအစွဲပါခြင်းကြောင့်နွားပဲဖြစ်ရမယ်ဘာဖြစ်မလဲအဲ့ဒီနွားလို့ကျင့်တဲ့အကျင့်ဟာအကျင့်ကောင်းပဲနိဗ္ဗာန်ရောက်ကြောင်းပဲလို့ယူခဲ့ရင်ငရဲသွားရမယ်ဟောကိုကျင့်နေတဲ့အကျင့်ကိုလွယ်မှန်မှန်မသိပဲနဲ့တယူတာငါလောက်တာအမှန်ပဲလို့ဆိုရင်ဘယ်သွားမလဲငါဥစ္စာနဲ့လုံနေကြတဲ့ကရင်အမှန်ဟုတ်သလားဘာမပြုတ်လို့ဒါခင်ဗျားတို့ပြောတတ်ပါလေဒါရှက်ပြောပေးရတာဦးဇင်းတို့ဒီလောက်နှိုက်ချွတ်ဟောချိန်မရလို့ဘာမပြုတ်လို့လဲဒိဋ္ဌိအယူမားဘာဖြစ်တယ်အဲ့ဒီအယူမားနဲ့ဆိုရင်ဘယ်သွားရမလဲဘယ်သွားရမလဲအဲ့တော့နွားလူချင်းတဲ့လူကသေသည်တခြားမဲ့နိုင်ဘာဖြစ်မလဲနွားပဲဖြစ်မယ်ဘာပဲဖြစ်မယ်အဲ့ဒီအယူဝါဒဟာအယူမှန်လို့များအစွဲရှိခဲ့ရင်တဲဟုတ်သွားဟုတ်ပြီနော်ဒါဖြင့်ခွေးလိုကျင့်တဲ့လူဟာခွေးပဲဖြစ်မယ်သေသည်တခြားမဲ့နိုင်အယူမှားခဲ့ရင်ရှင်းသလားဟဲ့ဒါဖြင့်စမ်းစစ်ကြဖို့မလိုဘူးလားဘုရားရှင်ကိုရောမြတ်ကြီးကာလာမသုတ်မှာပြောထားတာရှိပါတယ်မိယောဖလာအစဉ်လာကိုးကွယ်ယုံကြည်မှုပဲဆိုပြီးတော့လဲအမှန်မယူနဲ့ရှင်းသလားရှင်းပါဗျာသဘောပေါက်ရဲ့လားပေါက်ပါဗျာတချို့ဗုဒ္ဓဘာသာဖြစ်တာဘလို့ဖြစ်လို့ဖြစ်လာမှာမသိဘူးဘုရားဗာမန်းတောင်ရှင်းသလားဟဲ့အများကြီးကြီးငယ်ရွယ်လတ်ဘုန်းကြီးတဲ့မိုးကုတ်မြို့မှာနာမည်ကြီးနေတာတဲ့ဘုရားကမဲ့နေလို့တဲ့မိုးကုတ်ကဒါလေးလှုပ်ရှားနေကြနေရပေါ့ဗျာဘာကတော့ရှိလားမရှိလားမသိစီဝါရေးမျိုးဆိုတော့ဘုရားပြုံးလာတယ်ပြောမဲ့တယ်ပြောလို့ပြောငိုတယ်ပြောလို့ပြောဘုရားပေါ်လို့ပြောလို့ပြောနော်မြေကြီးတဲ့ကိုယ့်ကိုမြုပ်ထားပြီးပေါ်တော်မူလှုပ်ချင်လှုပ်နေတာနော်အဲ့တော့ဘုရားဘာဖြစ်လို့တဲ့ညာဖြစ်လို့ပဲပြောတာတွေမရှိဘူးလားရှိတယ်အဲ့ဒါအုံနဲ့လိုက်နေကြတာအဖိုးကြီးဒီကိုကြည့်လိုက်တော့ဩသူတို့ဘုရားကိုမတွေ့သေးတဲ့လူတွေဘာကိုမတွေ့သေးတာဘုရားကိုမတွေ့သေးတာဘုရားဆိုတာဒီကြီးစင်းသူကိုပြောတာလားကြောက်စင်းသူကိုပြောတာလားဘာပြောတာလဲသစ္စာ၄ပါးသိတာသစ္စာဟောတတ်တာအဲ့ဒီအတိတရားဘယ်ထဲကိရမဝမ်းနဲ့ကိရမှာအဲ့ဒီလိုကိရင်သွားလေရမှာဘာရှိလဲဘုရားရှိတယ်သဘောပါသလားဦးဇင်းတို့အကြောင်းထဲမှာကိုเจ้าနဲ့ကိုအိတ်ချင်တယ်လို့အိတ်တာပဲခရဲမရှိဘာမရှိဆိုတော့အေးစစ်စစ်ပဲအဲ့တော့ပတ်ချလဲအိတ်လိုက်တော့ဘုန်းကြီးဘယ်နောက်ဘက်ကြီးခေါင်းပြုတ်နေတယ်အဲ့ဒါနောက်ဘက်လို့မင်းတို့ကဘယ်သူပြောတော့အဲ့ဒါနေထွက်သွားတာအရှိနောက်ဘက်ကဘာဖြစ်တော့
နေထွက်သွားတာအရှိဘက်ကနေဝင်လာတာလေမပြောချင်သေးလို့ငါအိတ်ချင်တယ်ပဲအိတ်တယ်မဖြစ်လို့သဘောပါလားဘုန်းကြီးဖရာပဲမှာတော့ငါကောင်းရှိတဲ့ဘက်မှာသဘောပါလားငါကောင်းရှိတဲ့ဘက်မှာဖရာရှိတယ်ငါယင်ထဲမှာဖရာကိန်းနေတယ်ဘာလို့သေးလဲရှင်းသလားဟဲ့အစွဲလွတ်တာကိုယဟန်ခေါ်တယ်ကွာဘာလဲအစွဲလန်းလွတ်တာကိုယဟန်ရှင်းသလားငါဘုန်းကြီးမင်းတို့လူတွေလို့ဘာမှဂရုစိုက်စရာမလိုငါသွားကြရသွားနေခြင်းလို့နေလှုပ်ခြင်းလို့လှုပ်ဘယ်သူမှဂရုစိုက်စရာအကြောင်းမရှိဘူးရှင်းလားဇာတာပရိတောက်ကြရွေးစရာလိုသလားလိုပါဘူးရောက်တဲ့အရာမှာရတဲ့အချိန်တိုင်းဟောသွားတာပဲရှင်းတော့နေ့တိုင်းတရားဟောနေတဲ့ပုဂ္ဂိုလ်တို့မှာကုသိုလ်တရားတွေအပြည့်လို့ငါဘာကိုမှဂရုစိုက်စရာအကြောင်းကိုမင်းတို့သာဘာနာမလဲညာနာမလဲနဲ့အရှိပဲလက်အိမ်ဆောက်ရင်ဘာဖြစ်မယ်တောင်ပဲလက်အိမ်ဆောက်ရင်ဘာဖြစ်မယ်မလားဟုတ်လားဘယ်ရက်ကိုဘယ်သူပိုင်လို့ဟမ်ဘာနေသားကဘယ်ရက်ပိုင်လို့မကြီးကျယ်လို့တောက်ကြသားမြောက်ရက်သဘောပါသလားအဲ့ဒါမြောက်လို့ဘူးပြောမြောက်မဟုတ်ဘူးအဲ့ဒါတောင်းရှင်းလားလူတွေကကိုထင်ရမြင်ရရမ်းလှုပ်ထားတဲ့ဟာတွေဘယ်ဟာမှအမှန်မဟုတ်ဘူးရှင်းတယ်နော်ခုနပြောသလိုပဲခုနနေထွက်လာရှိရဟမ်အဲ့သူကနေထွက်တယ်ပြောမဟုတ်နေဝင်လာတာကဘာပေါ်နေဝင်လာဟိုဘက်ကဘာလို့လဲသဘောပါလားအဲ့ဒါပဲအဲ့ဒီအစွဲလန်းနေကင်းမှခင်ဗျားတို့လွတ်မြောက်ခြင်းဆိုတာရမှာကျင့်တတ်သလားအဲ့ဒိဋ္ဌုပါရကြီးနဲ့ကိုလှုပ်တာအဟုတ်ကားကိုယူတာအမှန်ဆိုပြီးလှုပ်နေကြရင်အလွယ်ကြီးလွဲမယ်အဲ့ဒီမိစ္ဆာဒိဋ္ဌိတာမစွန့်ဘူးဆိုရင်ဘယ်ရောက်ဘယ်အိုးရောက်ရမယ်ငရေရောက်ရမယ်သိကြသလားအဲ့ဒီမှာသေနိယတောင်းပါနဲ့ရှင်ဘုရားတဲ့ဒါဖြင့်တပည့်တော်တို့ကိုလမ်းမှန်ပြတော်မူပါတဲ့တပည့်တော်တို့နှစ်ယောက်မှာဖြင့်ခက်ခုနကပြောသလိုစိတ်ကူးယဉ်ကြည်သားမှာခွေးလို့ကျင့်ဖို့လွယ်သလားအိုးခွေးလို့ကျင့်တဲ့လူကလည်းမြေကြီးပေါ်မှာအိတ်ခန္တီဆိုတော့3ပတ်လောက်ပတ်လိုက်သေးတာခွေးဆိုတာတခါတည်းမအိတ်ဘူးလေသူ့နေရာလေးရက်ပြီးမလို့တော့3ပတ်လောက်ပတ်လိုက်သေးတယ်ခင်ဗျားတို့လည်းပြင်းစင်နေတာခြေထောက်ချတာနဲ့ဆောင်းလို့တာနဲ့ဟုတ်လားသဘောပါလားဟမ်ဟိုခွေးတွေကပါဟမ်တခါတည်းအိတ်နိုင်သလားပတ်သေးတာလားသေနိယအဲ့လိုကျင့်တာလွယ်သလားမလွယ်ဘူးတလောက်ခက်ကျင့်ပြီးမှဘယ်သွားမှာလဲလို့ဘယ်ဟုတ်သွားမှာဆိုရှင်ဘုရားတပည့်တော်တို့အမှန်ဆုံးမတော်မူပါဆိုတော့မှဘုရားကအေးကွာတဲ့လူတွေဟာမသိတော့ရမ်းလုံနေကြတယ်တကယ်တော့လောကမှာကွာတဲ့ကံ၄မျိုးရှိတယ်ကံဘယ်နှမျိုးလဲ၄မျိုးတဲ့အမဲကံတစ်မျိုးဗါလဲလေတစ်ကအမဲကံနှစ်ကအဖြူကံနှစ်ကဘာလဲတစ်ကနှစ်ကသုံးကအဖြူအမဲရောတဲ့ကံသုံးကဘာလဲလဲလေးကအဖြူအမဲမရောတဲ့ကံကံဘယ်နှမျိုးလဲဟုတ်ပြီတစ်ကဘာကလဲတစ်ကနှစ်ကသုံးကအဖြူမဲလေးကအဖြူမဲကံဘယ်နှမျိုးလဲ၄မျိုးရှိတယ်တဲ့သိဏိယနဲ့ပုံနာမင်းတို့မှတ်ကြအဲ့တော့အမဲကံဆိုတာတို့ပဲပြောမယ်ကုသိုလ်လားအကုသိုလ်လားအကုသိုလ်ဆိုတာဘယ်လိုကံမျိုးလောဘဒေါသမောဟပဲဖြစ်တဲ့အလုတ်ဟာအကုသိုလ်ကံပြင်တော့ရှင်းတယ်ပြင်စစ်တောက်ဘလို့ဘုရားရှင်ကိုယ်ကာလမသုံးတင်းတော့ဘုန်းကြီးတွေဆွမ်းကဘာကံတော့ဘုန်းကြီးတွေဆွမ်းကနေတာကကုသိုလ်ကံနေလေကြတော့ခါမိတ်ကကြီးဖွေးသားနဲ့လာသမ ्या အခါချစ်တဲ့လူလာရင်ပြုံးပြမတည့်တဲ့လူကြတော့မဲ့ပြီးမျက်နှာလွှဲကုသိုလ်တွေလားအကုသိုလ်တွေလားအဲ့ဒီကဗိသိက်ဆရာကြီးကခေါ်တော့ဆိုင်းဝိုင်းရှိသွားကုသိုလ်လားအကုသိုလ်လားဒါဖြင့်ဘာဖြစ်လဲအဖြူမဲအဲ့လိုကံမျိုးရောမရှိဘူးလားအဲ့တော့အဖြူမဲရောတဲ့ကံလည်းရှိသလို
အဖြူမဲမရောတဲ့ကအဖြူကံဝိရရင်ကောင်းပါဟောဘာလို့လဲဘာဖြစ်လဲရောနေတာဘာဖြစ်နေတာဟာမနေ့လင်းတော့ဘုန်းကြီးတွေဆွန့်ကဘာကံတို့ဘုန်းကြီးတွေဆွန့်ကနေတာကကုသိုလ်ကံနေလေကြတော့ခါမိတ်ကကြီးဖွေးသားနဲ့လာသမယအခါချစ်တဲ့လူလာရင်ပြုံးပြမတည့်တဲ့လူကြတော့မဲ့ပြီးမျက်နှာလွှဲကုသိုလ်တွေလားအကုသိုလ်တွေလားအဲ့ဒီကဘိသိက်ဆရာကြီးကခေါ်တော့ဆိုင်ဝိုင်းရှိသွားကုသိုလ်လားအကုသိုလ်လားအဲ့ဘာဖြစ်လဲအဖြူမဲအဲ့တော့အဲ့လိုကံမျိုးရောမရှိဘူးလားအဲ့တော့အဖြူမဲရောတဲ့ကံလည်းရှိသလိုအဖြူမဲမရောတဲ့ကံအဖြူကံလည်းမဟုတ်ဘူးမဲကံလည်းမဟုတ်ဟုတ်ပြီနော်ဗါတဲ့ကံမနှမျိုးတို့၄မျိုးမှာအမဲကံကမဲတဲ့အကျိုးပေးမယ်တဲ့မဲကံကအခုသူများသက်သသူဥစ္စာခိုသူများသားမယားစောကမှုသားပြောသေးကြီးသေးရဲ့တောက်ရင်ဒါအဖြူလားအမဲလားမဲတဲ့ကံကဘယ်လိုအကျိုးပေးမလဲမဲတဲ့အကျိုးဆိုတော့ဘယ်သွားမလို့ငရဲတိရစ္ဆာန်ပြိတ္တာအတူတူကဲမဖြစ်ရဘူးလားဘာကံအကျိုးပေးတာလဲအမဲကံအကျိုးပေးတာအဖြူကံကအဖြူအကျိုးပေးမယ်အဖြူကံကအဖြူအကျိုးပေးမယ်ဆိုတော့နတ်ပြည်မြမပြည်လူပြည်မရှိဘူးလားအဲ့ဒါဘာအကျိုးပေးတာအဖြူအကျိုးပေးတော့ဥစဉ်ကတော့လူပြည်မထည့်ခြင်းဘူးနတ်ပြည်နဲ့မြမပြည်နတ်ပြည်မှာကျတော့စီးပွားရေးလှုပ်ရှားမလို့နော်ပရိသတ်ပဲစွတ်စားပြီးတော့ကာမဂုဏ်ခံစားယုံတက်တက်ပဲပူပင်ကြောင်းကြဖြစ်เสียဇမပြည်ကျတော့ပီတိအဟုန်လေးနဲ့နေလိုက်ယုံပဲကြောင်းကြဖြစ်เสียမရှိအဲ့ဒါအဖြူကံအကျိုးပေးတယ်အဖြူကံကဖြူသောအကျိုးပေးတယ်အဖြူမဲရောတဲ့ကံကဲမဲတဲ့ကံကမဲတဲ့အကျိုးပေးဖြူတဲ့ကံကဖြူတဲ့အကျိုးပေးရင်အဖြူမဲရောတဲ့ကံကအဖြူမဲရောတဲ့အကျိုးပေးမယ်အဲ့တော့ဆရာတော်ဘုရားကြီးလက်ထက်ကတော့ဆင်ဖြူတော်တို့နော်အရဇိရှင်ခွေးတို့ဟုတ်လားခွေးတော့ခွေးပဲဒါပေမဲ့ तू ကလူစားတဲ့အစာထက်ကိုအဆင့်မြင့်တာစားနေရတယ်ဟုတ်ပြီနော်စူပါစလုံးလေးပေါ်မှာပါသွားတဲ့တယ်လီယာတို့ဟုတ်ကလားအဲ့ဒါပါလေအဖြူမဲရောတာအဲ့ဒါအရင်တော့ဥပမာပေးတာအခုဦးစင်းကတော့အဖြူမဲရောတဲ့အကျိုးပေးဟာဘာလို့လဲလို့မေးရင်ဘယ်လိုဖြေမလဲကိုပါပဲလို့ဖြေရမှာရှင်းသလားခုခင်ဗျားတို့အဖြူကံကြောင့်ဘယ်ဘဝရောက်လူဘဝရောက်တယ်ဒါပေမဲ့စီးပွားရေးချောင်လေကြရလားကုံစိမ်းလုံးနေတပြေးပြေးစီးပွားရေးရတပြေးပြေးကြက်လာတယ်သဘောပါလားအဲ့ဒါဘာကံအကျိုးပေးလဲမဲတဲ့ကံအကျိုးပေးနေတာအဲ့တော့ဖြူကံကြောင့်ဘာဖြစ်လို့လူဖြစ်တယ်အခုသူတော်ကောင်းတဲ့မသူတော်ဘယ်တိုင်းကများဟာမသူတော်များတဲ့ခေတ်ကြီးတဲ့လူဖြစ်နေတော့ဆိုဘာကံရောနေရှင်းကလားအဖြူကံအကျိုးပေးတဲ့လူဘဝဆိုတာကလေဟိုးတစ်ခေတ်တုန်းကသက်တမ်းရှည်အသင်ချီရတန်းနေတုန်းကမှုသားလေးတခွန်ပြောလိုက်တာနဲ့မြင်မျိုးတယ်ဗျာရှင်းသလားအဲ့ဒါဘာကံအကျိုးပေးတော့ကအဖြူကံနေကြီးရှိနေတော့ကအမဲကံလေးတစ်ခုလောက်တာနဲ့မြင်မျိုးသွားတယ်ခုဒီထက်မလိမ်ဘူးလို့ရှိလားဘယ်သူမြင်မျိုးတော့မျိုးရင်လည်းတယောက်မှကြံမှာမဟုတ်ဟုတ်ပဲနော်ဘာရောနေလို့အဖြူမဲရောတဲ့လူတွေကြီးပဲမို့လို့ရှင်းသလားအခုခင်ဗျားတို့ကိုယ်ကြီးချမ်းသာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံရဲ့လားနေ့စဉ်နဲ့မှတထောင်တတကြောင်းကြောင်းကြကြမနေရဘူးလားနေရတယ်ဆိုတာဘာရောထားလို့အဖြူမဲရောထားလို့အဖြူမဲရောထားရင်အဖြူမဲရောတဲ့အကျိုးရှင်းတယ်နော်ကဲအဖြူမဲမရောရင်အဖြူမဲကဲဒီနေရာကျတော့အဖြူမဲမရောတဲ့ကံဆိုတာဘယ်လိုမျိုးလဲဒါသိဖို့မလိုလားအဲ့ဒါဦးဇင်းကတူတူလေးပဲချုပ်ပြောမယ်ဒိဋ္ဌိမပါတဲ့ကံပါတယ်လေအခုတရားလာနာကြတာဘာအတွက်လာနာတာလဲရန်နာတယ်ဆိုတာဘာအတွက်လဲ
တရားသိဖို့ဟုတ်ပြီနော်အဲ့တော့တရားသိဖို့နာကြတဲ့နေရာမှာကိုယ့်အတွက်လားသာသနာအတွက်လားဟောနာအတွက်ဆိုငါကိုငါဥစ္စာပါသလားဒါဖြင့်ဒီကံပေါ်မှာဘာဖြစ်ရဘာလို့ညာဖြစ်ရဘာလို့ပါသလားမပါရင် तू ကဘာကိုမှဆွဲလန်းမထားတဲ့အတွက်အကျိုးပေးစရာအကြောင်းမရှိဘူးအကျိုးမပေးတော့တဲ့ကံကိုအဖြူအမဲမရောတဲ့ကံအဖြူလည်းမဟုတ်ဘူးအဲ့တော့အဖြူမဲဘာလို့ရောသွားလို့ဆိုဒီကံဘယ်သူလုပ်တာတော့ငါလုပ်တာငါလုပ်ရင်ငါရမယ်ငါလုပ်ရင်ကဲကြည့်လိုက်ကြစို့တဏှာပစ္စယဥပါဒနာပစ္စယဒါဖြင့်ကာမဘဝဘယ်သူကြောင့်ဖြစ်တယ်ညာပြန်ခောက်ကာမဘဝဘယ်သူကြောင့်ဖြစ်တော့ဥပါဒံဘယ်သူကြောင့်ဖြစ်တော့အဲ့တော့တဏှာဥပါဒံရှိရင်ကာမဘဝမဖြစ်ဘူးလားဖြစ်တော့ကာမဘဝကိုဘယ်သူထိန်းချုပ်ထားတာလဲတဏှာနဲ့ဥပါဒံအဲ့ဒါထိန်းချုပ်ထားလို့အဖြူလဲရောတယ်မဲလဲရောတယ်ရှင်းရလားတဏှာဥပါဒံပါနေတော့ငါလောက်တာငါရခြင်းအခုခင်ဗျားတို့ကုသိုလ်ကောင်းမှုတွေမလုပ်ဘူးလားအဲ့ဒီကောင်းကျိုးမရခြင်းဘူးလားရအောင်မှာကောင်းကျိုးရခြင်းအကုသိုလ်လုပ်ထားတာရောမရှိဘူးလားကောင်းကျိုးပေးမှတော့မကောင်းကျိုးကဘယ်နောက်ကြခံပါမလို့ရှင်းသလားအဲ့တော့အဖြူလည်းမလိုချင်တော့ဘူးဖြူမယ်ရှင်းသလားတသံတရားလုံးကခင်ဗျားတို့ကဘသူအတွက်လှုပ်တုံးဆိုရင်ကိုယ့်အတွက်လှုပ်တာငုတ်ပသမားတွေဘာသမားငုတ်ပဆိုပါလေငါဖို့ငါနဲ့ငါမိသားစုဒါပဲကြည့်တာရှင်းတယ်နော်အခုဒါကြောင့်မို့ဦးဇင်းကသိတတ်အောင်လို့အခုတရားနာတာဘာအတွက်လဲမေးရင်တရားသိဖို့ဟုတ်ကဲ့လားငါနိဗ္ဗာန်ရောက်ဖို့ဒီဘာလို့ဒီပါသလားဘာသိဖို့တရားသိလို့တဲ့ဆန္ဒဖြူစင်တဲ့ဆန္ဒကလေးနဲ့တရားလာနာတယ်ဟုတ်ပြီနော်အဲ့တော့ဘယ်အတွက်လဲမေးရင်သာသနာတော်အတွက်ဘယ်အတွက်လဲသာသနာအတွက်ဆိုငါအတွက်ပါသလားသာသနာဆိုတာဘယ်သူဆုံးမတော့ဘုရားအဆုံးအမကိုကတပည့်တော်တို့ပူဇော်သို့သောအဖြစ်ချီးမြှောက်လို့သောအဖြစ်ဘာလာလို့ကြဒီတရားနာပရိသတ်တာမရှိရင်သူမင်္ဂလာတရားဟောခြင်းလို့အခုဒီဒေသနာအခုကံ၄မျိုးတရားတော်ဟာဘယ်သူဟောခဲ့တာဒီဒေသနာနာပြီးတော့သေနိယယဟန်ဝတ်တယ်ယဟန်ဝတ်ပြီးတော့သေနိယယဟန်နာဖြစ်တယ်ဒီတရားနဲ့ဟုတ်ပြီနော်ပုံနာကတော့တရားအတူတူနာတာပဲဒါပေမဲ့အရှင်ဘုရားထောတဲ့တရားမစိုးပါဘူးဆိုထပ်ပြန်သွားတာဘာမှမဖြစ်ဘူးတရားနာတာဘယ်နှယောက်2ယောက်တယောက်ကတို့ဘယ်ထဲကနေရှင်းသလားကိုယ့်ကိုယ်ရွေအတ္တဒိဋ္ဌိကင်းလွတ်မှအဖြူမဲ့မရောတဲ့ကံဖြစ်မယ်ရှင်းသလားဒါကြောင့်မို့လို့ဒီရှိဘာပဲလုပ်လို့ကုသိုလ်လုပ်တော့မယ်ဆိုအရင်ဆုံးအကြောင်းစင်ကြယ်အောင်လုပ်ပါဘာစင်ကြယ်အောင်လုပ်မယ်ဒါမို့ဦးဇင်းတို့ကျောင်းထဲမှာလာပါနဲ့တချို့ကတပည့်တော်အမေအတွက်ကျောင်းဆောင်မလို့မလာခင်နေအမေအတွက်သင်္ကန်းကမလို့ဆိုအမေပဲမလို့သိသွားပြီတဲ့ဆိုအဲ့ဒါဆိုအမေအုပ်ကူပေါ့အဲ့သင်္ကန်းသွားတင်လိုက်ရှင်းသလားသင်္ကန်းဘာအတွက်သာသနာအတွက်သာသနာပြုယဟန်တော်များရဲ့အသုံးဆောင်ဖြစ်တဲ့အတွက်ဘာအတွက်ပဲဖြစ်သာသနာအတွက်အဲ့ဒီပြုတဲ့ကုသိုလ်ကိုမှဘု து အမျှဝေမှာလဲအမေကိုကုသိုလ်အမျှဝေဖို့အကြောင်းပြုပြီးတော့သာသနာအတွက်သင်္ကန်းကပ်ပါတယ်ရှင်းသလားအမေကိုကုသိုလ်တွေအမျှဝေဖို့အတွက်အရှင်ဘုရားတို့သာသနာအတွက်ကြောင်းဆောက်ပါတယ်ရှင်းသလားအဲ့တော့အမေကိုအမျှဝေခြင်းတာကအကြောင်းတရားကုသိုလ်လုပ်တာကကျင်တတ်ကြလားအဲ့တော့အကြောင်းစင်ကြယ်မှအဲ့တော့အမေအတွက်နဲ့ငါအတွက်ကြီးပဲလုပ်နေရင်အတ္တပါမပါပါရင်အဖြူမဲ့ရောတော့မှဒါမှမဟုတ်သင်္ကန်းလူလဲလက်မလွတ်ဘူးလေဘုန်းကြီးတပည့်တော်သင်္ကန်းဝတ်ကိုဝတ်ရမှာအဲ့လိုသာဝတ်ဆိုသူ့မင်္ဂလာသင်္ကန်းတွေအကုန်ပုံထားအောင်ရှိတာကိုယ်ပေါ်မှာရှင်းသလားရောက်ရရဓမ္မဂရိကဆိုသင်္ကန်းသိပ်ပေါ်တာအဲ့တော့ကိုကြီးပဲဝတ်နေဖြစ်မလားဖြစ်ဘူးနောက်တစ်ဆင့်ထပ်လူလိုက်တော့ခင်ဗျားတို့ကုသိုလ်တွေညော့သွားသလားနှစ်ဆတိုးသွားတယ်အဲ့ဒါကိုသဘောမပေါက်တော့ဘုန်းကြီးတပည့်တော်သင်္ကန်းဝတ်ကိုဝတ်ရမှာဆိုကျုပ်ဝတ်ရင်ခင်ဗျားကျုပ်ဝတ်တဲ့ကုသိုလ်ပဲရရှင်းသလား
တချို့ကပြောသေးတယ်ဘုန်းကြီးဒါဒီမှာနေထွက်လာလို့ဒီမှာ brand new လေးတွေပါလေးတွေဝတ်လိုက်နော်ဟိုမှာတော့သင်္ကန်းဟောင်းနွမ်းနွမ်းနဲ့ပလင်ပေါ်တက်လာရင်တခါတည်းပြောဘုန်းကြီးသင်္ကန်းကြီးကဟောင်းလာပြီအေးစုပ်မှမစုပ်သေးပဲဘုန်းကြီးသင်္ကန်းရှာလို့တော့မရှာပါဘူးငါရတာပြန်လူပါသေးတယ်တန်ဃာတော်တွေအများကြီးရှိတယ်ဟုတ်ကဲ့လားအဲ့တော့ကိုယ်များများရတယ်ဆိုကိုကြီးသိမ်းထားလို့ဖြစ်မလားအဲ့တော့နှစ်ဆတိုးတာမကောင်းဘူးလားဘာအတွက်တော့ကိုယ်အတွက်လားငါဥစ္စာဆိုတာရှိသလားအကြောင်းတရားနဲ့အကြောင်းကောင်းရင်အကြောင်းစင်ကြယ်ရင်အဲ့ဒီမှာဒိဋ္ဌိမပါတဲ့ကုသိုလ်ကြမှသာလျှင်အဖြူအမဲမရောတဲ့ကုသိုလ်တစ်လုံးနဲ့မှဒါအတူချုံပြီးဟောတာနော်အဖြူမဲမရောတဲ့ကုသိုလ်ဆိုတာဘာလဲဒိဋ္ဌိမပါတဲ့ကုသိုလ်အဲ့တော့မှဒီပြုတဲ့ကုသိုလ်ကအလကားဖြစ်သွားမလားဆိုတော့မဖြစ်ပါဘူးဘယ်အကျိုးငါလဲဆိုတော့ခန္ဓာဝတ်ကကျွတ်လို့၍ဗါတယ်လေခန္ဓာဝတ်ကကျွတ်လို့၍ဆိုဘာဖြစ်ချင်တယ်ညာဖြစ်ချင်တယ်ဆိုတော့လောဘတွေပါသေးလားအလိုမကျတဲ့ဒေါသတွေရောဟောဒါဖြင့်ဘာဥစည်းလူတာညာဥစည်းလူတာဘာဥစည်းလူတာညာဥစည်းလူတဲ့အလူကြတော့ဒီမှာနောက်ထပ်လူဘဝနတ်ဘဝအကျိုးပေးစရာရှိသေးလားဘုရားရှင်ကိုရောမြတ်ကြီးဘုရားဖြစ်ပြီးတော့40နဲ့5ဝတရားတွေလက်ဟောတာဘုရားကုသိုလ်ဖြစ်သေးလားဟမ်ဘုရားတရားဟောတဲ့ကုသိုလ်ဖြစ်သေးလားမဖြစ်တော့ဘူးရှင်းသလားအကုသိုလ်ရောမဖြစ်တော့သူကဒီကုသိုလ်အကုသိုလ်ပေါ်မှာဆွဲလန်းခြင်းကင်းသွားတဲ့အတွက်လွတ်မြောက်တဲ့အဖြူအမဲမရောတဲ့ကံဆိုတော့အဲ့ဒီအဖြူမဲမရောတဲ့ကံကဘယ်အကျိုးပြုမှာရှင်းသလားအခုခင်ဗျားတို့ကျုပ်တို့ကလှုပ်သမျှစွန့်လွတ်နိုင်သလားရဖို့လုပ်နေတာလားအေးရဖို့သာလုပ်နေကြရင်တော့ဘယ်တော့အလိုပြည့်မလဲဆိုရင်အဲ့တော့အလိုပြည့်နိုင်မပြည့်နိုင်မနဲ့ဖြန်ကြတော့ပြည့်စုံခြင်းတရားဟောမယ်ဘာတရားဟောမယ်ဒီနေ့တော့ကံဘယ်နှမျိုးလဲဘယ်ကံအကောင်းဆုံးလဲဒီဘက်ကအဖြူမဲရောတဲ့အကျိုးပေးနေရောကောင်းသလားဆင်းရဲတခါချမ်းသာတလဲဟမ်ဆင်းရဲတခါဒီဘက်ကအဖြူကံအကျိုးပေးတော့ချမ်းသာမရဘူးလားသို့တော်ဒီချမ်းသာရောမြဲသလားနတ်ချမ်းသာပြမချမ်းသာမြဲသလားအခုအဖြူမဲရောနေတဲ့လူဘဝရောမြဲသလားကဲဒီကံသုံးကံဘယ်လိုအကျိုးပေးဖြစ်ပြီးတော့ဟောဒီဘက်ကအဖြူပဲမရောတဲ့ကံကြတော့ဖြစ်เสียလည်းမရှိဘူးသူကဖြစ်ချင်းကိုရောအလိုရှိသလားပြက်ချင်းကိုရောအဖြစ်မှမရှိရင်ရှင်းတတ်ကြလားဟဲ့နောက်တော့ဒီထဲမှာဒိဋ္ဌိမပါတဲ့အတွက်လူချမ်းသာနတ်ချမ်းသာဆိုတာဒီတောင်းသေးလားအဲ့တော့အတူချုံပြီးမှတ်ထားလိုက်အဖြူအမဲမရောတဲ့ကံဆိုတာဒိဋ္ဌိမပါတဲ့ကံဘာလဲဘယ်ကံကိုပြောတာလဲအဖြူမဲမရောတဲ့ကံရှင်းရလားဟဲ့အဲ့ဒီကံရဲ့လုတ်ပုံကံမှုကိုမနေ့ပြန်ဆက်ပြောရင်းနဲ့မနေ့ပြန်ကြဘာဟောမလဲပြည့်စုံခြင်းတရားကိုဟောမယ်ရှင်းတတ်ကြလားပြည့်စုံခြင်းရင်လာခဲ့ကြရှင်းတတ်တယ်နော်အဲ့တော့မပြည့်စုံခြင်းရင်တော့သဘောပါပဲအဲ့တော့ဒီနေ့ကံ၄မျိုးမှာဘယ်ကံဆောင်မလဲဒါပြန်အဖြူမဲမရောတဲ့ကံဆိုဘာမပါမှဒိဋ္ဌိမပါမှဆိုလောကမှာငါလည်းမရှိဘူးငါဥစ္စာဆိုတာရှိသလားငါမှမရှိရင်ငါဥစ္စာလည်းမရှိဘူးကိုယ်တော်ကောင်းတို့မှာကိုပိုင်သလားကိုရုပ်ကိုရောကိုနာကိုရောဘယ်ပိုင်တော့ကိုမှမပိုင်ရင်ကျန်တာဘာမှလည်းရှင်းသလားတို့ခင်ဗျားတို့ကကိုယ်ကပိုင်တယ်ဒီလိုဆွဲထည့်နေတာကိုအဲ့တော့ကိုရောပိုင်ရလားကိုမှမပိုင်ရင်ရှင်းနေပြီဘယ်ဟာမှအားလုံးကဖြစ်ပြီးရင်ဘာသစ္စာသိတဲ့ဉာဏ်ကလက်သစ္စာအမှန်ကန်သိရင်ဒီဘက်ကလောဘဒေါသမောဟတဏမာနဒိဋ္ဌိလာဟုတ်မလားမလာရင်သိသွားတာကနောက်ခန္ဓာမလာတာကသစ္စာဘယ်နှချက်ကအဲ့ဒီသစ္စာ၄ချက်ကဘယ်ကံဆောင်မှကြိုက်မှလဲအဲ့ဒီအဖြူမဲမရောတဲ့ကံကိုဆောင်ကျင်းပြီးတော့ပြည့်စုံနိုင်အောင်ကျင့်ကြံကြပါစို့လို့တိုက်တွန်းရင်းနဲ့ဒီညနားစာအောင်စို့